Can I black ပါဖွာဘာလုပ်လို့ရမလားဆိုတော့ခွန်တောင်းတာပါပဲ Can I can ဖွင့်ငါဝင်လာလို့ရမလား Can I can ငါဝင်လာလို့ရမလား Can I can ငါဝင်လာလို့ရမလားငါဒီမှာထိုင်လို့ရလားထိုင်ဒီက sit ဒီမှာက here Can I sit here Can I sit here ငါဒီမှာထိုင်လို့ရလား Can I sit here ငါဒီမှာထိုင်လို့ရလားမေးခွန်းလေးမေးလို့ရမလား May I ask ကမေးတယ်မေးခွန်းတစ်ခုဆိုတော့ a question May I ask a question မေးခွန်းလေးတစ်ခုလောက်မေးလို့ရမလား Can I ask a question မေးခွန်းလေးတစ်ခုလောက်မေးလို့ရမလားငါကူညီရမလား Can I have you Can I have you have ကကူညီတယ်ယူမေကို Can I have you ငါကူညီပေးလို့ရမလားငါမဲဖုန်းလေးသုံးလို့ရမလား Can I use ငါသုံးလို့ရမလား your phone မင်းရဲ့ဖုန်းလေး Can I use your phone Can I use your phone ငါမဲဖုန်းလေးသုံးလို့ရမလားမင်းရဲ့ဘောပြန်လေးငှားလို့ရမလား Can I ငှားတာကဘောလို့မင်းရဲ့ဘောပြန်ဆိုတော့ your pen မင်းဘောလို့ your pen မင်းဘောလို့ your pen မင်းဘောပြန်လေးငှားလို့ရမလားငါပြတင်းမောက်လေးဖွင့်လို့ရမလားဖွင့်ဒီက open ပြတင်းမောက်က the window May I open the window ငါပြတင်းမောက်လေးဖွင့်လို့ရမလား May I open the window ငါပြတင်းမောက်လေးဖွင့်လို့ရမလား May I open the window ငါပြတင်းမောက်လေးဖွင့်လို့ရမလားငါတကားပိတ်လို့ရမလားပိတ်တာက close တကားက the door May I close the door May I close the door ငါတကားပိတ်လို့ရမလား May I close the door ငါတကားပိတ်လို့ရမလားငါအခုသွားလို့ရမလားသွားတာက lift ထွက်ခွာတယ်သွားတယ် leave အခုက now Can I leave now Can I leave now ငါအခုသွားလို့ရမလား Can I leave now ငါအခုသွားလို့ရမလားငါမနေ့ပြန်လာလို့ရမလားလာဒီက can မနေ့ပြန်ငါ tomorrow Can I can tomorrow Can I can tomorrow မနေ့ပြန်လာလို့ရမလား Can I can tomorrow ငါဆရာနဲ့စကားပြောလို့ရမလားစကားပြောဒီက speak ဘယ်သူ့ကိုပြောမှာလဲ to the teacher ဆရာကို Can I speak to the teacher ငါဆရာနဲ့စကားပြောလို့ရမလား Can I speak to the manager နဲ့စကားပြောလို့ရမလား Can I speak to the boss ငါ boss နဲ့စကားပြောလို့ရမလားဒီလိုမျိုးပေါ့နော်ငါအိမ်ပြန်လို့ရမလား Can I go home အိမ်ပြန်လို့ရမလား Can I go home ငါအိမ်ပြန်လို့ရမလားငါရေတောက်လို့ရမလားတောက်ဒီက drink ရေ water Can I drink water ငါရေတောက်လို့ရမလား Can I drink water ငါရေတောက်လို့ရမလားငါအနားယူလို့ရမလားအနားယူတာက take a break အနားယူတယ် Can I take a break ငါအနားယူလို့ရလား Can I take a break ငါအနားယူလို့ရလား Can I take a break ငါခဏလောက်အနားယူလို့ရမလားငါမင်းတို့နဲ့ပူးပေါင်းလို့ရမလား Can I join you Can I join you ငါမင်းတို့နဲ့ပူးပေါင်းလို့ရမလားငါမျက်စာအုပ်ကိုကြည့်လို့ရမလား Can I see ငါကြည့်လို့ရမလား your book မင်းရဲ့စာအုပ် Can I see your book ငါမင်းရဲ့စာအုပ်လေးကြည့်လို့ရမလား Can I see your book ငါမင်းရဲ့စာအုပ်လေးကြည့်လို့ရမလားငါဒီမှာထိုင်ကိုမထိုင်လို့ရလား Can I take ငါထိုင်လို့ရမလား this seat ဒီထိုင်ကို Can I take this seat Can I take this seat ဒီထိုင်ကိုမထိုင်လို့ရမလား Can I take this seat ဒီထိုင်ကိုမထိုင်လို့ရလားငါပန်ငါဖွင့်လို့ရမလားဖွင့်ဒီက turn on ပန်ငါက the fan Can I turn on the fan ငါပန်ငါလေးဖွင့်လို့ရမလား Can I turn on the fan ငါပန်ငါလေးဖွင့်လို့ရမလား Can I turn on the fan ငါပန်ငါလေးဖွင့်လို့ရမလား Can I turn on the light Can I turn on the light ငါမီးပိတ်လို့ရမလား turn on ကပိတ်တယ် the light ကမီး Can I turn on the light ငါမီးပိတ်လို့ရမလားငါမျိုးကိုနောက်မှဖုန်းပြန်ခေါ်လို့ရမလား Can I call you later Can I call you later ခေါ်တယ် you မင်းကို later ဆိုနောက်မှ Can I call you later ငါမျိုးကိုနောက်မှဖုန်းပြန်ခေါ်လို့ရမလားငါဒီမှာရေးလို့ရမလားရေးတာက write ဒီမှာက here Can I write here ငါဒီမှာရေးလို့ရလား Can I write here ငါဒီမှာရေးလို့ရမလားငါဒီစာအုပ်လေးဖတ်လို့ရမလား Can I read ငါဖတ်လို့ရမလား this word ဒီစာအုပ် Can I read this word Can I read this word ဒီစာအုပ်လေးဖတ်လို့ရမလားငါ TV ကြည့်လို့ရမလား Can I watch TV Can I watch TV TV ကြည့်တာက watch TV နဲ့သုံးတယ် Can I watch TV TV ကြည့်လို့ရမလားငါဓာတ်ပုံရိုက်လို့ရမလား Can I take a photo Can I take a photo ငါဓာတ်ပုံရိုက်လို့ရမလား Can I take a photo ငါဓာတ်ပုံရိုက်လို့ရမလားငါမင်းရဲ့ကွန်ပျူတာသုံးလို့ရမလားမင်း Can I use ငါသုံးလို့ရမလား your computer မင်းရဲ့ကွန်ပျူတာ Can I use your computer ငါမင်းရဲ့ကွန်ပျူတာလေးသုံးလို့ရမလား Can I use your computer ငါမင်းရဲ့ကွန်ပျူတာလေးသုံးလို့ရမလားငါမင်းနာမည်လေးမေးလို့ရမလားမေးဒီက ask မင်းရဲ့နာမည်ဆို your name Can I ask your name ငါမင်းရဲ့နာမည်လေးမေးလို့ရမလား Can I ask your name ငါမင်းရဲ့နာမည်လေးမေးလို့ရမလားငါမင်းဘေးမှာထိုင်လို့ရလားမင်းနဲ့ကက်ရထိုင်လို့ရလား May I sit ငါထိုင်လို့ရလား next to ကက်လက်ရ you မင်းနဲ့ Can I sit next to you မင်းဘေးမှာထိုင်လို့ရလား Can I sit next to you မင်းဘေးမှာထိုင်လို့ရလားငါပြင်ထွက်လို့ရလား Can I go outside Can I go outside ငါပြင်ထွက်လို့ရမလား Can I go outside ငါပြင်ထွက်လို့ရမလားငါကက်နေပေးလို့ရလား Can I pay by card Can I pay by card ငါကက်နေပေးလို့ရမလားင
ငါရေနည်းနည်းလောက်ရနိုင်မလား can I have ငါရနိုင်မလား some water ရေနည်းနည်း can I have some water ငါရေနည်းလောက်ရနိုင်မလားငါ coffee တစ်ခွက်လောက်ရနိုင်မလား can I have some coffee can I have some coffee can I have some coffee ငါမီနူးလေးကြည့်လို့ရမလား can I have the menu can I have the menu ငါမီနူးလေးရနိုင်မလား can I have the menu ငါ order မှာလို့ရလား can I take your order can I take your order ငါမင်းရဲ့ order မှာလို့ရမလား can I take your order ငါဒီခန်းနဲ့ဝင်လာလို့ရမလားအထားကဝင်သည်အခန်းက this room ဒီအခန်း can I enter this room ဒီခန်းနဲ့ဝင်လာလို့ရမလားငါဒီနေ့စောစောပြန်လို့ရလား can I ငါပြန်လို့ရလားထွက်လို့ရလားအားလေးစောစော today ကဒီနေ့ can I အားလေးcan I leave early today ဒီနေ့စောစောထွက်လို့ရမလားငါအိမ်သာသုံးလို့ရမလား can I use the restroom can I use the restroom ငါအိမ်သာလေးသုံးလို့ရမလားဒီနေ့မှာ restroom ကစားတောက်ဆိုင်လို့ဘာလို့မသုံးနဲ့အိမ်သာပေါ့နော်အိမ်သာကိုမျိုးခေါ်ရတာရှိရ toilet ရှိရ restroom ရှိရပေါ့နော် can I use the restroom ငါအိမ်သာသုံးလို့ရမလားငါဖုန်းအသွင်းလို့ရမလားအသွင်းတာကချက်ငါရဲ့ဖုန်းဆိုတော့ my phone can I check my phone ငါဖုန်းလေးအသွင်းလို့ရမလား can I check my phone ငါဖုန်းလေးအသွင်းလို့ရမလား can I check my phone ငါရဲ့ဖုန်းလေးအသွင်းလို့ရမလားငါဒီစာအုပ်ကိုအိမ်ယူသွားလို့ရလား can I take this book home can I take this book home ငါဒီစာအုပ်ကိုအိမ်ယူသွားလို့ရလား can I take this book home ငါဒီစာအုပ်ကိုအိမ်ယူသွားလို့ရလားငါမင်းရဲ့အကြံဉာဏ်တောင်းလို့ရမလား can I ask ငါတောင်းလို့ရမလား can I ask for ငါတောင်းလို့ရမလား your advice မင်းရဲ့အကြံဉာဏ် can I ask for your advice ငါမင်းရဲ့အကြံဉာဏ်တောင်းလို့ရမလား can I ask for your advice ငါမင်းရဲ့အကြံဉာဏ်တောင်းလို့ရမလားငါ manager နဲ့တွေ့လို့ရမလား can I meet ငါတွေ့လို့ရမလား the manager ကို can I meet the manager ငါ manager နဲ့တွေ့လို့ရမလားငါတငယ်ချင်းကိုဖိတ်လို့ရမလား can I invite my friend ငါရဲ့တငယ်ချင်းကိုဖိတ်လို့ရမလား can I invite my friend ငါရဲ့တငယ်ချင်းကိုဖိတ်လို့ရမလားငါ wifi သုံးလို့ရမလား can I use your wifi can I use your wifi ငါ wifi သုံးလို့ရမလား can I use your wifi ငါမြင့် wifi လေးသုံးလို့ရမလားငါအိတ်ကိုအထဲယူလာလို့ရမလား can I bring ငါယူလာလို့ရလား my bag ငါရဲ့အိတ်ကို inside အထဲကို can I bring my bag inside ငါရဲ့အိတ်ကိုအထဲယူလာလို့ရလားငါဒီမှာကားရဲလို့ရလားကားရဲတဲ့ကားပါကင်ထိုးတဲ့ park ဒီမှာက here can I park here ငါဒီမှာကားရဲလို့ရမလား can I park here ငါဒီမှာကားရဲလို့ရလားငါဒီဟာလေးစမ်းဝတ်လို့ရလားစမ်းတာကို try on လို့သုံးတယ် this ကဒီဟာ can I try this one ငါဒီဟာလေးစမ်းဝတ်လို့ရမလား can I try this one ဒီဟာလေးစမ်းဝတ်လို့ရမလားငါထိုင်ကုန်ပြောင်းလို့ရမလား can I change my seat can I change my seat ငါထိုင်ကုန်ပြောင်းလို့ရမလားငါမင်းရဲ့ email လိပ်စာလေးရနိုင်မလား can I have your email address can I have your email address can I have your email address ငါမင်းရဲ့ email လိပ်စာလေးရနိုင်မလားငါအခုစလို့ရမလား can I start now can I start now ငါအခုစလို့ရမလား can I start now ငါအခုစလို့ရမလားမင်းရဲ့အာသွင်းကြိုးလေးသုံးလို့ရမလားဆိုရင် can I use ငါသုံးလို့ရမလား your charger မင်းရဲ့အာသွင်းကြိုး can I use your charger ငါမင်းရဲ့အာသွင်းကြိုးလေးသုံးလို့ရမလား can I use your charger ငါမင်းရဲ့အာသွင်းကြိုးလေးသုံးလို့ရမလားငါမင်းရဲ့မဆုစာကိုလေးငှားလို့ရမလား can I borrow ငါငှားလို့ရမလား your notebook မင်းရဲ့မဆုစာကို can I borrow your notebook ငါမင်းရဲ့မဆုစာကိုလေးငှားလို့ရမလားငါလေးပေးဆက်လေးဖွင့်လို့ရမလား can I turn on ငါဖွင့်သည် the air conditioner လေးပေးဆက် can I turn on the air conditioner can I turn on the air conditioner ငါလေးပေးဆက်လေးဖွင့်လို့ရမလား TV ပိတ်လို့ရမလား can I turn on the TV can I turn on the TV ပိတ်လို့ရမလားငါတငယ်ချင်းကိုခေါ်လာလို့ရလား can I bring ငါခေါ်လာလို့ရလား my friend ငါရဲ့တငယ်ချင်း can I bring my friend can I bring my friend ငါဒီမှာစောင့်လို့ရလား can I စောင့်ဒီက wait ဒီမှာက here can I wait here ငါဒီမှာစောင့်လို့ရမလား can I wait here ဒီမှာစောင့်လို့ရလားငါဒါကိုကြည့်လို့ရမလားလက်ကြည့်ဒီက look at ဒါကိုဆိုတော့ this can I look at this ဒါကိုကြည့်လို့ရမလား can I look at this ဒါကိုကြည့်လို့ရမလားငါဒါကိုကင်လို့ရမလားထိကျင်နဲ့ကင်ကျင်နဲ့ touch တရားကိုဆို this can I touch this ငါဒီဟာလေးကင်လို့ရမလား can I touch this ဒီဟာလေးထိကြည့်လို့ကင်ကြည့်လို့ရမလားငါမဆုရေးလို့ရလား can I take notes can I take notes ငါမဆုရေးလို့ရမလားငါအခွင့်အရေးတစ်ခေါက်ထပ်ရနိုင်မလား can I have ငါရနိုင်မလား another chat နောက်ထပ်အခွင့်အရေး can I have another chat ငါအခွင့်အရေးလေးထပ်ရနိုင်မလား can I have another chat ငါအခွင့်အရေးလေးထပ်ရနိုင်မလားငါမင်းရဲ့အသက်ကိုမေးလို့ရမလား can I ask ငါမေးလို့ရမလား your age မင်းရဲ့အသက် can I ask your age ငါမင်းရဲ့အသက်လေးမေးလို့ရမလားငါအကြောင်းရင်းသိလို့ရမလား may I know the reason ငါအကြောင်းရင်းသိလို့ရမလား may I know the reason ငါအကြောင်းရင်းလေးသိလို့ရမလားငါအစည်းအဝေးတက်လို့ရမလား may I join the meeting ငါအစည်းအဝေးတက်လို့ရမလား may I join the meeting အစည်းအဝေးတက်လို့ရမလားငါအကြံပြုရမလား can I make a suggestion can I make a suggestion ငါအကြံပြုလို့ရမလား can I make a suggestion ငါအကြံပြုလို့ရမလား
ငါဖုန်းလေးဆက်လို့ရမလား Can I check my phone ငါရဲ့ဖုန်းလေးဆက်လို့ရမလား Can I check my phone ငါရဲ့ဖုန်းလေးဆက်လို့ရမလားငါထားကိုအိမ်ယူသွားလို့ရလား Can I take this home Can I take this home ထားကိုအိမ်ယူသွားလို့ရလား Can I take this home ထားကိုအိမ်ယူသွားလို့ရလားနောက်မှပေးလို့ရလား Can I pay later Can I pay later နောက်မှပေးလို့ရလား Can I invite you ငါမင်းကိုဖိတ်လို့ရလား Can I invite you invite ကဖိတ်ကြတဲ့ you မင်းကို Can I invite you ငါမင်းကိုဖိတ်လို့ရမလားငါပြေစာရနိုင်မလား Can I have a receipt Can I have a receipt ငါပြေစာရနိုင်မလားငါငွေသားနဲ့ပေးလို့ရလား Can I use cash Can I use cash ငါငွေသားနဲ့ပေးလို့ရလားငါနည်းနည်းလောက်ထပ်ရနိုင်မလား Can I have some more Can I have some more Can I have some more ငါပြတင်းမောက်ပြပါထိုင်လို့ရမလား Can I sit by the window Can I sit by the window Can I sit by the window ငါပြတင်းမောက်ပြပါထိုင်လို့ရမလားငါမင်းရဲ့အိတ်ကိုတည်ပေးရမလား Can I carry your bag carry တဲ့ဆောင်တဲ့ your bag မင်းရဲ့အိတ် Can I carry your bag ငါမင်းရဲ့အိတ်လေးတည်ပေးလို့ရမလား Can I carry your bag ငါမင်းရဲ့အိတ်လေးတည်ပေးလို့ရမလားမင်းမပုံနဲ့ကြည့်လို့ရမလား Can I see your ID card Can I see your ID မင်းမပုံနဲ့ကြည့်လို့ရမလား Can I see your ID မင်းမပုံနဲ့ကြည့်လို့ရမလားမင်းမပန်နေလဲမေးလို့ရလား Can I ask မေးလို့ရမလား where you လဲမင်းပန်နေလဲ Can I ask where you လဲ Can I ask where you လဲမင်းပန်နေလဲမေးလို့ရမလားငါမိတ်တူတစ်ဆောင်လောက်ရနိုင်မလား Can I have a copy Can I have a copy ငါမိတ်တူတစ်ဆောင်လောက်ရနိုင်မလား Can I have a copy ငါမိတ်တူတစ်ဆောင်ရနိုင်မလားငါဒီထိုင်ကုန်သုံးလို့ရလား Can I use the chair Can I use the chair ငါဒီထိုင်ကုန်သုံးလို့ရလား Can I use the chair ဒီထိုင်ကုန်သုံးလို့ရမလားငါရဲ့အစားအစာကိုအထဲယူလာလို့ရလား Can I bring ငါယူလာလို့ရလား food အစားအစာကို inside အထဲကို Can I bring food inside ငါအစားအစာအထဲယူလာလို့ရလား Can I bring food inside ငါအစားအစာအထဲယူလာလို့ရလားငါမင်းနဲ့အတူထိုင်လို့ရလား Can I sit ငါထိုင်လို့ရလား With you မင်းနဲ့အတူ Can I sit with you ငါမင်းနဲ့အတူထိုင်လို့ရလား Can I sit with you ငါမင်းနဲ့အတူထိုင်လို့ရလားငါ channel လိုင်းပြောင်းလို့ရလား Can I change the channel ငါ channel ပြောင်းလို့ရလား Can I change the channel ငါရုပ်သံလိုင်းပြောင်းလို့ရမလား Can I change the channel ငါရုပ်သံလိုင်းပြောင်းလို့ရမလား Can I change the channel ငါရုပ်သံလိုင်းပြောင်းလို့ရမလားငါနောက်ထပ်မေးခွန်းတစ်ခုလောက်မေးလို့ရမလား Can I ask ငါမေးလို့ရမလား one more question နောက်ထပ်မေးခွန်းတစ်ခု Can I ask one more question နောက်ထပ်မေးခွန်းတစ်ခုလောက်မေးလို့ရမလား Can I ask ငါမေးလို့ရမလား one more question နောက်ထပ်မေးခွန်းတစ်ခုငါအိတ်ကိုဒီမှာထားခဲ့လို့ရလား Can I leave ငါထားခဲ့လို့ရလား my bag ငါရဲ့အိတ်ကို here ဒီမှာ Can I leave my bag here ငါရဲ့အိတ်ကိုဒီမှာထားခဲ့လို့ရလားနောက်မှပြန်လာလို့ရလား Can I come back later နောက်မှပြန်လာလို့ရလား come back ပြန်လာသည် later နောက်မှ Can I come back later နောက်မှပြန်လာလို့ရလား Can I come back later နောက်မှပြန်လာလို့ရလား Can I reserve a table ငါစပွဲကြိုတင်မှာလို့ရလား Can I reserve a table ငါစပွဲကြိုတင်မှာလို့ရလား Can I reserve a table ငါစပွဲကြိုတင်မှာလို့ရလားငါမီနူထည့်ကြည့်လို့ရမလား Can I see the menu again Can I see the menu again Can I see ငါကြည့်လို့ရမလား the menu ကို again နောက်တစ်ချိန်ပေါ့နော် Can I see the menu again ငါမီနူကိုနောက်တစ်ချိန်ထည့်ကြည့်လို့ရမလားငါခု order မှာလို့ရမလား Can I order now ငါခု order မှာလို့ရမလား Can I order now ငါခု order မှာလို့ရမလားငါ order ဖြတ်လို့ရလား Can I cancel my order Can I cancel my order Can I cancel my order ငါရဲ့ order ဖြတ်လို့ရလားငါဒါကိုလဲလှယ်လို့ရလား Can I exchange this Can I exchange this ဒါကိုလဲလှယ်လို့ရလား Can I exchange this ဒါကိုလဲလှယ်လို့ရလားငါတရားကိုပြန်အပ်လို့ရလား Can I return this item ဒီပစ္စည်းပြန်ပေးလို့ရလား Can I return this item ဒီပစ္စည်းပြန်ပေးလို့ရလား Can I return this item ဒီပစ္စည်းလေးပြန်ပေးလို့ရလားမင်းဖုန်းနံပါတ်ရနိုင်မလား Can I have your phone number Can I have ငါရနိုင်မလား your phone number မင်းရဲ့ဖုန်းနံပါတ် Can I have your phone number မင်းရဲ့ဖုန်းနံပါတ်လေးရနိုင်မလားငါဒီညဖုန်းဆက်လို့ရလား Can I call you tonight Can I call you tonight ငါဒီညဖုန်းဆက်လို့ရလား Can I call you tonight မင်းစီကိုစာပို့လို့ရလား Can I send you a message ဆက်ငါပေးတယ်ပို့တယ် you a message မင်းစီကိုစာ Can I send you a message ငါမင်းစီကိုစာပို့လို့ရလားငါရှင်းပြလို့ရလား Can I explain ငါရှင်းပြလို့ရလား Can I explain ငါရှင်းပြလို့ရလားCan I introduce myself မိတ်ဆက်တဲ့ mindset ငါကိုငါမိတ်ဆက်လို့ရမလား Can I introduce myself ငါကိုငါမိတ်ဆက်လို့ရမလားငါ့ကိုခဏလောက်အာရုံစိုက်ပေးလို့ရမလား Can I have your attention အာရုံစိုက်တာစူးစိုက်တာက attention Can I have your attention မင်းငါ့ကိုအာရုံခဏလောက်စိုက်ပေးလို့ရမလား Can I have your attention မင်းငါ့ကိုအာရုံနည်းနည်းလောက်စိုက်ပေးလို့ရမလားငါမင်းရဲ့အမြင်ကိုသိလို့ရမလား Can I know your opinion ငါမင်းရဲ့အမြင်ကိုသိလို့ရမလား Can I know your opinion ငါမင်းရဲ့အမြင်ကိုသိလို့ရမလားမင်းရဲ့အကူအညီတောင်းလို့ရမလား Can I ask for your help Can I ask for ငါတောင်းလို့ရမလား your help မင်းရဲ့အကူအညီ Can I ask for your help မင်းရဲ့အကူအညီတောင်းလို့ရမလားငါဓာတ်ပုံရိုက်လို့ရမလား Can I take your picture Can I take your picture ငါမင်းဓာတ်ပုံရိုက်လို့ရမလား
Can I take your picture ငါမေတ္တာပုံရိုက်လို့ရမလားငါအင်္ဂလိပ်လိုပြောလို့ရမလား Can I speak in English Can I speak in English ငါအင်္ဂလိပ်လိုပြောလို့ရမလား Can I speak in English ငါအင်္ဂလိပ်လိုပြောလို့ရလား Can I speak in English ငါအင်္ဂလိပ်လိုပြောလို့ရလားနောက်တစ်ခုကကြတော့ what you black ပါ one what you help me မင်းငါ့ကိုကူညီပေးနိုင်မလား what you help me မင်းငါ့ကိုကူညီပေးနိုင်မလား what you help me မင်းငါ့ကိုကူညီပေးနိုင်မလား what you open the door တကားဖွင့်ပေးနိုင်မလား what you open the door တကားဖွင့်ပေးနိုင်မလား what you open the door တကားဖွင့်ပေးနိုင်မလားဘယ်ထဲပေါက်လေးပိတ်ပေးနိုင်မလား what you close the window what you close the window ဘယ်ထဲပေါက်လေးပိတ်ပေးနိုင်မလား what you close the window ဘယ်ထဲပေါက်လေးပိတ်ပေးနိုင်မလားဒီမှာထိုင်ပေးလို့ရမလား what you sit here ဒီမှာထိုင်ပေးလို့ရမလား what you sit here ဒီမှာထိုင်ပေးလို့ရမလား what you can with me မင်းငါနဲ့တူလိုက်ခဲ့ပေးလို့ရမလား what you နိုင်မလား come လိုက်နိုင်လား with me ငါနဲ့တူ what you can with me ငါနဲ့တူလိုက်နိုင်မလား what you can with me ငါနဲ့တူလိုက်ပေးနိုင်မလားငါ့ကိုစောင့်ပေးနိုင်မလား what you wait for me ငါ့ကိုစောင့်ပေးနိုင်မလား what you wait for me ငါ့ကိုစောင့်ပေးနိုင်မလား what you wait for me ငါ့ကိုစောင့်ပေးနိုင်မလားနောက်မှငါ့ကိုဖုန်းဆက်ပေးနိုင်မလား Would you call me later နောက်မှငါ့ကိုဖုန်းဆက်ပေးနိုင်မလား Would you call me later နောက်မှငါ့ကိုဖုန်းဆက်ပေးနိုင်မလားငါ့ကိုအမှန်တိုင်းပြောပေးနိုင်မလား Would you tell me မင်းငါ့ကိုပြောပေးနိုင်မလား the truth အမှန်တရား Would you tell me the truth ငါ့ကိုအမှန်တိုင်းပြောပေးလို့ရမလား Would you tell me the truth ငါ့ကိုအမှန်တိုင်းပြောပေးလို့ရမလားဖြည်းဖြည်းပြောပေးလို့ရမလား Would you speak slowly Would you speak slowly ဖြည်းဖြည်းပြောပေးလို့ရမလားထပ်ပြောလို့ရမလား Would you repeat that ထပ်ပြောပေးနိုင်မလား Would you repeat that ထပ်ပြောပေးနိုင်မလား Would you write it down ရေးပေးနိုင်မလား Would you write it down ရေးပေးနိုင်မလား Would you write it down ချရေးပေးနိုင်မလားငါ့ကိုပြပေးနိုင်မလား Would you show me ငါ့ကိုပြပေးလို့ရလား Would you show me ငါ့ကိုပြပေးလို့ရလား Would you explain it ဒါကိုရှင်းပြပေးနိုင်မလား Would you explain it ဒါကိုရှင်းပြပေးနိုင်မလားငါ့ကိုမေးခွန်းဖြေပေးနိုင်မလား Would you answer my question Would you answer my question ငါ့ကိုမေးခွန်းဖြေပေးနိုင်မလား Would you lend me your pen ငါ့ကိုမဘောပင်လေးငါပေးနိုင်မလား Would you lend me ငါ့ကိုငါပေးနိုင်မလား your pen မင်းရဲ့ဘောပဲ Would you lend me your pen ငါ့ကိုမင်းရဲ့ဘောပင်လေးငါပေးနိုင်မလား Would you lend me your pen ငါ့ကိုမင်းရဲ့ဘောပင်လေးငါပေးနိုင်မလား Would you give me some water ငါ့ကိုရေနည်းနည်းပေးနိုင်မလား Would you give me some water ငါ့ကိုရေနည်းနည်းပေးနိုင်မလား Would you give me some water ငါ့ကိုရေနည်းနည်းပေးနိုင်မလားငါ့ကိုစားလေးလမ်းပေးနိုင်မလားစားက salt လမ်းပေးဒီက pass Would you pass the salt Would you pass the salt ငါ့ကိုစားလေးလမ်းပေးလို့ရမလားငါ့ကိုမီးဖွင့်ပေးနိုင်မလား Would you turn on the light Would you turn on the light မီးဖွင့်ပေးနိုင်မလား TV ပိတ်ပေးနိုင်မလား Would you turn on the TV Would you turn on the TV Would you turn on the TV TV ပိတ်ပေးနိုင်မလားငါ့ကိုအိမ်လိုက်ပို့ပေးလို့ရမလား Would you drive me home Would you drive me home drive လိုက်ပို့တာပေါ့နော်မီငါ့ကို home အိမ် Would you drive me home ငါ့ကိုအိမ်လိုက်ပို့ပေးနိုင်မလားငါအိမ်လေးတည်ပေးနိုင်မလား Would you carry my bag Would you carry my bag ငါရဲ့အိမ်လေးတည်ပေးလို့ရမလား Would you carry my bag ငါရဲ့အိမ်လေးတည်ပေးလို့ရမလား file လေးပို့ပေးလို့ရမလား Would you send me the file ငါ့ကို file လေးပို့ပေးလို့ရမလား Would you send me the file ငါ့ကို file လေးပို့ပေးလို့ရမလား Would you send me the file ငါ့ကို file လေးပို့ပေးလို့ရမလားငါ့ကိုအိမ်စာစစ်ပေးလို့ရသလား Would you check my homework Would you ဆေးရှိစီက check စစ်ဆေးတယ် my homework ငါရဲ့အိမ်စာငါ့ကိုအိမ်စာစစ်ပေးလို့ရမလား Would you check my homework ငါ့ကိုအိမ်စာစစ်ပေးလို့ရမလားငါ့ကိုအင်္ဂလိပ်စာသင်ပေးနိုင်မလား Would you teach ငါ့ကိုသင်ပေးနိုင်လား me ဆိုတော့ငါ့ကို Would you teach me English ငါ့ကိုအင်္ဂလိပ်စာသင်ပေးနိုင်လား Would you teach me English ငါ့ကိုအင်္ဂလိပ်စာသင်ပေးနိုင်လားညစာချက်ပေးနိုင်လား Would you quit dinner ညစာချက်ပေးနိုင်လား Would you quit dinner ညစာချက်ပေးနိုင်လား Would you quit dinner ညစာချက်ပေးနိုင်လားလက်ဖက်ရည်ဖြော်ပေးနိုင်လား Would you make some tea Would you make some tea လက်ဖက်ရည်ဖြော်ပေးနိုင်မလား Would you make some tea လက်ဖက်ရည်ဖြော်ပေးနိုင်မလားအခန်းရှင်းပေးနိုင်မလား Would you clean the room အခန်းရှင်းပေးနိုင်မလား Would you clean the room အခန်းရှင်းပေးနိုင်မလား Would you clean တန်ရှင်းတဲ့ the room အခန်း Would you clean the room အခန်းရှင်းပေးနိုင်မလားပကံဆေးပေးနိုင်မလား Would you ဆေးကြောဒီရှော့ဖွက်ဒီ wash ပကံများဆိုတော့ the dish Would you wash the dish ပကံဆေးပေးနိုင်မလား Would you wash the dish ပကံဆေးပေးနိုင်မလားပြတင်းမဖွင့်ပေးနိုင်မလား Would you open the window ပြတင်းမဖွင့်ပေးနိုင်မလား Would you open the window ပြတင်းမဖွင့်ပေးနိုင်မလား Would you open ဖွင့်ပေးတဲ့ the window ပြတင်းမတကားကိုတော့ခတ်ပေးနိုင်မလား Would you တော့ခတ်တာက lock 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 တော့ခတ်ဒီတကားက the door Would you close the door တကားကိုတော့ခတ်ပေးလို့ရမလား Would you close the door တကားကိုတော့ခတ်ပေးလို့ရမလား Would you close the door တကားကိုတော့ခတ်ပေးလို့ရမလား Would you take a photo ဓာတ်ပုံရိုက်ပေးနိုင်မလား Would you take a photo ဓာတ်ပုံရိုက်ပေးနိုင်မလားမနက်ဖြန်လာပေးနိုင်မလား Would you come tomorrow
Would you can tomorrow မနေ့ပြန်လာပေးနိုင်မလားဒီမှာနေပေးနိုင်မလား Would you stay here ဒီမှာနေပေးနိုင်မလား Would you stay here ဒီမှာနေပေးနိုင်မလား Would you stay here ဒီမှာနေပေးနိုင်မလားငါနောက်ကိုလိုက်ပေးနိုင်မလား Would you follow me ငါနောက်လိုက်ပေးနိုင်မလား Would you follow ဆိုလိုက်တယ်မီငါနောက် Would you follow me ငါနောက်ကလိုက်ပေးနိုင်မလားငါ့ကိုခွင့်လွှတ်ပေးနိုင်မလား Would you forgive me ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား Would you forgive me ငါ့ကိုခွင့်လွှတ်ပေးနိုင်မလားငါတို့နဲ့တူပူပေါင်းပေးနိုင်မလား Would you join us Would you join us ငါတို့နဲ့ပူပေါင်းပေးနိုင်မလား Would you join us ငါတို့နဲ့ပူပေါင်းပေးနိုင်မလားဒါကိုယူပေးနိုင်မလား Would you take this down ယူပေးနိုင်မလား Would you take this down ယူပေးနိုင်မလား Would you take this down ယူပေးနိုင်မလားအစားအစာဝယ်ပေးနိုင်မလား Would you buy some food Would you buy ဝယ်ပေးနိုင်မလား some food အစားအစာ Would you buy some food အစားအစာဝယ်ပေးနိုင်မလားငါမေကိုကူညီပေးလို့ရမလား Would you help my mother Would you help my mother ငါရဲ့မေကိုကူညီပေးလို့ရမလား Would you help my mother ငါရဲ့မေကိုကူညီပေးလို့ရမလားအပင်နေရေလောင်းပေးလို့ရမလားအပင်ရေလောင်းတာ water the plants Would you water the plants အပင်နေရေလောင်းပေးလို့ရမလား Would you water the plants အပင်နေရေလောင်းပေးလို့ရမလားခွေးကိုအစာကျွေးပေးနိုင်မလားအစာကျွေးသည် feed ခွေးရ the dog Would you feed the dog Would you feed the dog ခွေးကိုအစာကျွေးပေးနိုင်မလား Would you feed the dog ခွေးကိုအစာကျွေးပေးနိုင်မလားကြောင်အစာကျွေးသည်ဆိုရင်feed အစာကျွေးသည် the cat ကြောင် Would you feed the cat Would you feed the cat ကြောင်အစာကျွေးပေးနိုင်မလား Would you feed the cat ကြောင်အစာကျွေးပေးနိုင်မလားမနေ့ပြန်ငါတို့နဲ့တွေ့ပေးနိုင်မလား Would you meet me မင်းငါ့ကိုတွေ့နိုင်မလား tomorrow မနေ့ပြန် Would you meet me tomorrow မနေ့ပြန်ငါ့ကိုတွေ့ပေးနိုင်မလား Would you meet me tomorrow မနေ့ပြန်ငါ့ကိုတွေ့ပေးနိုင်မလားဒီစာအုပ်လေးဖတ်ပေးနိုင်မလား Would you read this book ဒီစာအုပ်လေးဖတ်ပေးနိုင်မလား Would you read ဖတ် this book ဒီစာအုပ် Would you read this book ဒီစာအုပ်လေးဖတ်ပေးနိုင်မလား Would you listen to me ငါပြောတာနားထောင်ပေးနိုင်မလား Would you listen to me ငါပြောတာနားထောင်ပေးနိုင်မလား Would you listen to me ငါပြောတာနားထောင်ပေးနိုင်မလား Would you smile ပြုံးပြပေးနိုင်မလား Would you smile မင်းငါ့ကိုပြပေးနိုင်မလားသတိထားပေးနိုင်မလား Would you be careful Would you be careful သတိထားပေးနိုင်မလား Would you be careful သတိထားပေးနိုင်မလားဒီလိုဝက်ချက်ကိုထိမ့်သိမ်းထားပေးနိုင်မလား Would you keep မထိမ့်သိမ်းထားနိုင်လား this secret ဒီလိုဝက်ချက် Would you keep this secret ဒီလိုဝက်ချက်ကိုထိမ့်ပေးနိုင်မလား Would you keep this secret ဒီလိုဝက်ချက်ကိုထိမ့်သိမ်းပေးနိုင်မလားခဏလောက်စောင့်ပေးနိုင်မလား Would you wait a moment ခဏလောက်စောင့်ပေးနိုင်မလား Would you wait a moment ခဏလောက်စောင့်ပေးနိုင်မလားနောက်တစ်ခေါက်ထပ်လာပေးနိုင်မလား Would you can again နောက်တစ်ခေါက်ထပ်လာပေးနိုင်မလား Would you can again နောက်တစ်ခေါက်ထပ်လာပေးနိုင်မလားဆရာဝန်ဖုန်းဆက်ပေးနိုင်လား Would you call the doctor Would you call the doctor Would you call the doctor ဆရာဝန်ဖုန်းဆက်ပေးနိုင်မလားဖုန်းကင်ပေးနိုင်မလားဖုန်းဖြေပေးနိုင်မလား Would you answer the phone Would you answer the phone ဖုန်းလေးဖြေပေးလို့ရမလားမျက်စာအုပ်လေးဖွင့်ပေးနိုင်မလား Would you open your book Would you open your book မျက်စာအုပ်လေးဖွင့်ပေးနိုင်မလားမျက်စာအုပ်လေးပိတ်ပြီးလို့ရမလား Would you close your book Would you close your book မျက်စာအုပ်လေးပိတ်လို့ရမလား Would you close your book မျက်စာအုပ်လေးပိတ်ပြီးလို့ရမလားငါအတွက်ရေနည်းနည်းလောက်ယူလာပေးလို့ရလား Would you bring me some water Would you bring me some water ငါအတွက်ရေနည်းနည်းလောက်ယူလာပေးလို့ရမလား Would you bring me some water ငါအတွက်ရေနည်းနည်းလောက်ယူလာပေးလို့ရမလားငါ့ကိုငွေနည်းနည်းချိပေးနိုင်မလား Would you like me some money Would you like me some money ငါ့ကိုငွေနည်းနည်းချိပေးလို့ရမလား Would you like me some money ငါ့ကိုငွေနည်းနည်းချိပေးလို့ရမလားမနေ့ပြန်စောစောလာပေးလို့ရလား Would you come early tomorrow မနေ့ပြန်စောစောလာပေးလို့ရလား Would you come early tomorrow မနေ့ပြန်စောစောလာပေးလို့ရလား Would you come လာပေးနိုင်မလား early စောစော tomorrow မနေ့ပြန်စောစောလာပေးနိုင်မလားနည်းနည်းကြာအောင်နေပေးလို့ရမလား Would you stay နေပေးနိုင်မလား a little longer နည်းနည်းကြာအောင် Would you stay a little longer နည်းနည်းကြာအောင်နေပေးလို့ရမလား Would you stay a little longer နည်းနည်းကြာအောင်နေပေးလို့ရမလားတကားပါဖွင့်ပေးနိုင်မလား Would you open the gate တကားပါဖွင့်ပေးနိုင်မလား Would you open the gate တကားပါပိတ်ပေးနိုင်မလား Would you close the gate Would you close the gate တကားပါပိတ်ပေးနိုင်မလား Would you close the gate တကားပါပိတ်ပေးနိုင်မလားကယူဆိုင်ပြီးကမ်းမပေးနိုင်မလား Would you try carefully Would you try carefully ကယူဆိုင်ပြီးကမ်းမပေးနိုင်မလား Would you try carefully ကယူဆိုင်ပြီးကမ်းမပေးနိုင်မလားမင်းရဲ့နိုင်ငံကူးလက်မှတ်လေးပြလို့ရမလား Would you show me your passport Would you show me your passport မင်းရဲ့နိုင်ငံကူးလက်မှတ်လေးပြပေးနိုင်မလား Would you show me your passport မင်းရဲ့နိုင်ငံကူးလက်မှတ်လေးပြပေးနိုင်မလား Would you show me your passport မင်းရဲ့နိုင်ငံကူးလက်မှတ်လေးပြပေးနိုင်မလားမင်းနာမည်ပြပေးနိုင်မလား Would you tell me your name Would you tell me your name မင်းနာမည်ပြပေးလို့ရမလား Would you tell me your name အခုငါမိတ်ဆက်ပေးကိုမိတ်ဆက်ပေးနိုင်မလား Would you introduce yourself မင်းကိုမင်းမိတ်ဆက်ပေးလို့ရလား Would you introduce မင်းမိတ်ဆက်ပေးနိုင်မလား yourself မင်းကိုမင်း Would you introduce yourself မင်းနာမည်မိတ်ဆက်ပေးလို့ရလားမင်းကိုမင်းမိတ်ဆက်ပေးလို့ရလားအတန်ကြပြပေးနိုင်မလား Would you speak louder အတန်ကြပြပေးလို့ရမလား Would you speak louder အတန်ကြပြပေးလို့ရမလား
ဖြည်းဖြည်းလုပ်ပေးနိုင်မလား would you slow down would you slow down ဖြည်းဖြည်းလုပ်ပေးနိုင်မလား would you slow down မြန်မြန်လုပ်ပေးလို့ရမလား would you speed up would you speed up မြန်မြန်လုပ်ပေးလို့ရမလား speed up အရှိန်ကိုမြင့်ခိုင်းတာ would you speed up မြန်မြန်လုပ်ပေးလို့ရမလားငါ့ကို email ပို့ပေးနိုင်မလား would you send me an email would you send me an email ငါ့ကို email ပို့ပေးနိုင်မလားငါ့ကိုစာပို့ပေးနိုင်မလား would you text me would you text me ငါ့ကိုစာပို့ပေးနိုင်မလားမနေ့ပြန်ငါ့ကိုသတိပေးနိုင်မလား would you remind me tomorrow would you remind me tomorrow မနေ့ပြန်ငါ့ကိုသတိပေးနိုင်မလား would you remind me tomorrow မနေ့ပြန်ငါ့ကိုသတိပေးနိုင်မလားအထဲဝင်ပေးနိုင်မလား would you can inside would you can inside အထဲဝင်ပေးနိုင်မလား would you can inside would you can inside ငါအထဲဝင်ပေးနိုင်မလားအပြင်ထွက်ပေးနိုင်မလား would you go outside အပြင်ထွက်ပေးနိုင်မလား would you go outside အပြင်ထွက်ပေးနိုင်မလား would you go outside အပြင်ထွက်ပေးနိုင်မလားပြတင်းမကိုတော့ခတ်ပေးလို့ရလား would you close the window would you close the window ပြတင်းမကိုတော့ခတ်ပေးလို့ရလား